heo sorry leg mendo Ronaldo malakin do mendo leg on mendo နိုင်ငံထက်ကဂုံတော့စိတ်မဝင်စားခဲ့တဲ့မင်းတို့ဘလုံးပွဲอ่ะရိုနယ်ဒိုလာတဲ့အချိန်မှာတကဘာလုံးစိတ်ဝင်စားတဲ့မင်းတို့လေးအခုမှပုံရိပ်တွေပါရဲ့မာနာတွေပါဂျီရွန်ဒိုပြတ်စော်ကားတဲ့ကျေစုမကားနဲ့မကူချင်းချင်းနဲ့ကျေစုမကားနဲ့ရွန်ဒိုကျေစုကားရင်မင်းတို့ဘဝအဆုတ်ပြတ်တတ်တယ်အရင်လိုပြန်ဖြစ်မှာဒီမှာကြည့်လိုက်ဒီပုံကြည့်ရွန်ဒိုရောက်ခင်နဲ့မရောက်ခင်မင်းတို့ကြည့်လိုက်ကြည့်စုမှုနဲ့တိုးတက်မှုဘယ်လောက်စီလဲဒီပုံကိုကြည့်ရှင်းရှင်းလေးလာမစော်ကားနဲ့မင်းတို့ရွန်ဒိုစော်ကားတဲ့နည်းနည်းများဝိုင်းဟဲ့မင်းတို့ရွန်ဒိုနောက်ကိုလိုက်အောင်ပါရွန်ဒိုကမင်းတို့နောက်လိုက်အောင်ပါမဟုတ်မင်းတို့တနိုင်ငံလုံးတလိပ်လုံးကိုရွန်ဒိုနောက်လိုက်အောင်ပါရွန်ဒိုမရှိမင်းတို့လိပ်ဆူတောင်းနေလိုက်ကျွန်တော်တို့လည်းမသိဘူးအရင်တော့မင်းတို့လည်းကျွန်တော်တို့စိတ်ကူးတဲ့မှာတော့မရှိဘူးမင်းတို့လိပ်ကစော်ဒီလိပ်ဆိုတော့ကျွန်တော်တို့ကြားတော့မကြားဘူးတဲ့လိပ်ရွန်ဒိုရောက်လာမှကျွန်တော်တို့လိုက်လာတာခုရွန်ဒိုထွက်သွားလဲကျွန်တော်တို့ပြန်ထွက်မှာပဲစော်ဒီလိပ်လုံးဝစောမကြည့်ဘူးဘယ်ကစားသမားဖြစ်ရွန်ဒိုကလွှဲရင် no ရွန်ဒိုနဲ့မက်ဆီလွှဲရင်အဲ့ဒီလိပ်ကဘာမှအတုံးဝင်ဘူးမင်းတို့စော်ရွန်ဒိုကိုစော်ကားတာနည်းနည်းများဝိုင်းကိုလီကာကိုရွန်ဒိုတိဆောက်ထားတဲ့လီကာထေကိုပြန်ကန်ချနေတယ်လို့ဖြစ်နေတယ်အမင်းတို့တတိထားမကြောက်ရွန်ဒိုထွိုက်သွားရင်မင်းတို့လိပ်လဲအိုးအောက်ဆုံးလေးပြန်ရောက်မှာတိချာကျွန်တော်ပြောရဲတယ်ဥရောပကစားသမားလည်းပြန်ထွက်မှာပဲရွန်ဒိုကိုစော်ကားတယ်လို့မင်းတို့လည်းဥရောပကစားသမားတွေစိတ်ဝင်စားမဟုတ်ပတ်စံမဲ့3ပတ်စံနဲ့သူတို့ကဂုံတိခါလဲလိုတယ်ပတ်စံလဲလိုတယ်ဒီနှစ်ခုမင်းတို့ကအခုကဂုံတိခါကိုအရေးမထားဘူးပတ်စံရှိတယ်ဆိုရင်လုံးတိုင်းလုံးချင်လုံးလို့များရွန်ဒိုနော်ဒါကျွန်တော်တို့ရွန်ဒိုတွေ့စောင်းကြည့်နေလိုက်ရွန်ဒိုထိုက်တိုင်းမင်းတို့လေးကအောက်ဆုံးပါပဲသူမှမကြည့်ဘူးအဲ့ဒီလိုက်လွေးမဲ့ပုဂ္ဂိုလ်လည်းအကုန်လုံးထိုက်မှာရွန်ဒိုလာမစော်ကားနဲ့ကိုမထားအောင်စောင်းကြည့်နေလိုက်ရွန်ဒိုထိုက်ရင်လည်းအကုန်လုံးအဲ့ဒီလေးကအောက်မှာကြည့်မဲ့လူလည်းရှိချင်ပါလေမင်းတို့နိုင်ငံကလူတော့ကြည့်မှာမဟုတ်ဘူးစင်းရနော်ရွန်ဒိုလာမစော်ကားနဲ့ရွန်ဒိုမထီးနဲ့